မင်္ဂလာပါဒီနေ့ကတော့လေထွန်တဲ့အကြောင်းလေးကိုပြောကြရအောင်ကဲဟုတ်ပြီလေထွန်ပြီးပြီလားထိုင်နာလဲရူယံလေထွန်တာကိုထိုင်နာပြီးပြီเสร็จแล้วအတူကောက်ပဲပြန်ဖြေမယ်မထွန်ရသေးဘူးยังไม่ได้ถ่ายဒီနေ့လေထွန်ဖို့သွားမလားวันนี้จะไปถ่ายนาไหมถ่ายนาไหมဒါမေးခွန်းဖြစ်ပါတယ်သွားမယ်ဗျไปครับလေထွန်ဆက်သုံးမလားကျွဲသုံးမလားใช้รถไถหรือควายใช้ကအသုံးပြုတာပေါ့รถไถကတော့ဒီလေထွန်ဆက်ကိုခေါ်ခြင်းဖြစ်ပါတယ်หรือဒါမှမဟုတ်ควายကျွဲကိုသုံးမလားလေထွန်ဆက်သုံးမယ်ใช้รถไถညီကမာတလားดินแข็งไหมมาเรแข็งมากညီဆိုလားดินเปียกไหมเปียกကဆိုဆွတ်တော့ပြောခြင်းဖြစ်ပါတယ်အရန်ဆိုရဲเปียกมากဘယ်နှကြိမ်ထွန်ပြီးပြီလဲถ่ายกี่รอบแล้วกี่รอบကအကြိမ်အရေအတွက်ကိုပြောခြင်းဖြစ်ပါတယ်ถ่ายกี่รอบแล้วနှစ်ကြိမ်ထွန်ပြီးပြီ2 รอบแล้วဒီနေ့ကမိုးရွာသလားฝนตกไหมวันนี้ฝนตกไหมวันนี้ไม่ရွာဘူးไม่ตกมနေ့ထွန်မလားညထွန်မလားถ่ายตอนเช้าหรือเย็นถ่ายตอนเช้าหรือเย็นมနေ့ပိုင်းตอนเช้าဒီနေ့ပင်ပန်းလားเหนื่อยไหมဒီနေ့ပင်ပန်းပါတယ်เหนื่อยนิดหน่อยရေလုံလောက်ပါသလားน้ำพอไหมလုံလောက်တယ်พอครับထပ်ထွန်အောင်မလားจะถ่ายอีกไหมနောက်တစ်ကြိမ်ထပ်ထွန်မယ်ถ่ายอีก1 รอบဘယ်နှစ်နာရီကြာမလဲใช้เวลากี่ชั่วโมงဘယ်နှစ်နာရီလောက်အချိန်ယူရမလဲလို့အဓိပ္ပာယ်ကိုလည်းပြောချင်းဖြစ်ပါတယ်ရှင်3 နာရီ3 ชั่วโมงစီဖြည့်ဖို့လိုသလားต้องเติมน้ำมันไหมต้องเติมน้ำมันไหมဖြည့်ရမယ်ต้องเติมဘယ်တော့ထွန်ပြီးမလဲถ่ายเสร็จเมื่อไหร่မွန်လွယ်ပိုင်းလောက်ဖြစ်ပါမယ်ตอนบ่ายဘယ်သူထွန်ကူပါသလဲใครช่วยถ่ายนาအဖေထွန်ကူရတယ်พ่อช่วยလေကကျေတလားနာกว้างไหมလေကနာกว้างကကျေတာกว้างไหมအရန်ကျေတယ်กว้างมากဘယ်တော့စပားဆိုင်မလဲจะปลูกข้าวเมื่อไหร่ปลูกကစိုက်ပျိုးဒီနောက်လเดือนหน้าထွန်ပြီးပြီလားถ่ายเสร็จแล้วหรือยังและထွန်ဆက်ပြတ်သလားเครื่องถ่ายเสียไหมမပြတ်ပါဘူးไม่เสียครับไม่เสียค่ะရတယ်ပြောလို့ရပါတယ်ရှင်ไม่เสียဆိုမပြတ်ဘူးလို့ပြောတာပါ